Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကောင်းစဉ်ကိုတခြားသောစကားတွေနိုင်ရှိနေကြပါဘူးကောင်းစဉ်ကကောင်းစဉ်ကိုပဲကောင်းပါမယ်ကောင်းစဉ်ကိုပဲတော်ပါလိမ့်မယ်ကောင်းတဲ့လို့တရင်တော့ပေးတယ်ကျိုးသားတယ်လို့တရင်တော့ပေးတယ်ဆိုရင်ဖြင့်ကောင်းစဉ်ကိုစပ်ကဝေသားလို့တပိနာစလို့အေကိုပြီးတော့ထမင်းလို့ဖြစ်တယ်လို့ပြောတယ်အဲဒီနေ့ချက်ရှိနေကြတယ်မှာဆိုရင်နောက်ပိုင်းဆက်တော်ကြီးဖြစ်တဲ့ဒန်စီမောင်နှမနောက်ပိုင်းဆက်တော်ကြီးကိုကောင်းစဉ်ကိုဆောင်ပြီးပတ်သက်ဖြစ်ပြီးပေါ်နေတာဒီတော့စီဟာအားပေးကြည့်ရှိနေကြော်တဲ့ကိုပြောချင်တယ်စိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအစင်တော်တော့ဘိုးဆက်မလို့လမ်းဆက်ပါစေစိတ်တော်ရဲ့တော့ဒုက္ခဆန္ဒများပြေဝလို့အသက်ရှင်မှာပတ်စံနာကြောက်ပါစေဇေဝရည်ရည်လို့ပါစေသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်ဖြစ်ကြပါစေလို့ဆုတောင်းပါရှင်နေအစင်တဲ့ကိုစိတ်နဲ့ပေါ်မှာဝိချတော်ကိုနှုတ်ဆက်တဲ့ပြည်နော်အားလုံးကျေးဇူးတင်ပါတယ်